အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့2010ခုနှစ်ကထွက်ရှိခဲ့တဲ့တောင်ကိုရီးယားသမိုင်းဝင်အရှင်စကားကြီး World Virus ကို Recap တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်အစမှာတော့ရုပ်တဲတဲစစ်ပွဲတစ်ခုဖြစ်ပွားနေတာကိုတွေ့ရပါတယ်မိတုတ်လန်သားတွေကင်ဆောင်ထားတဲ့စစ်သားတွေနဲ့အတူကြောက်စရာခွေးဟောင်တန်တွေစုညံနေပြီးရဲတိုက်ကြီးတစ်ခုလုံးများတွေမိုးရွာကျနေခဲ့ပါတယ်စစ်သားတွေဟာအဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ကလေးနှစ်ယောက်နောက်ကိုအသေးလဲလိုက်လံတိုက်ခိုက်နေကြတာပါထွက်ပြေးနေတော့မှပဲကောင်မလေးကခြေခဲပြီးလဲကျသွားခဲ့ပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါစိတ်ကစားဖြစ်နေတဲ့အယူခွေးတစ်ကောင်သူ့စီပြေးဝင်လာတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲလေထဲကနေပြန်တန်းလာတဲ့မြားတစင်းကခွေးရဲ့လေပင်ကိုစိုက်ဝင်သွားပြီးနေရာမှာတင်တေဆုံးသွားခဲ့ပါတယ်ခဏအကြာမှာတော့လက်နက်ကင်စစ်သားတစုဟာရဲတိုက်အတွင်းပြေးဝင်လာပြီးရန်သူတွေရန်ကနေကလေးနှစ်ယောက်ကိုအကာအကွယ်ပေးဖို့တိုက်ပွဲဝင်ကြပါတယ်ဒီကလေးနှစ်ယောက်ကတော့မင်းကြီးရဲ့တက်မတော်အရာရှိကြီးတဦးရဲ့တာသမီတွေဖြစ်ကြတဲ့နာမီနဲ့ဂျာအင်းတို့ဖြစ်ကြပါတယ်ဒါပေမဲ့နန်းလူပွဲအာနာသိန်းပွဲဖြစ်ပွားခဲ့ပြီးသူတို့ရဲ့အဖေကရှုံးနိမ့်သွားတဲ့အာနာသိန်းပွဲဘက်မှာပါဝင်နေခဲ့ပါတယ်အဖေဖြစ်သူကနာမီကိုသူ့ရဲ့လေးကိုပေးလိုက်ပြီးညီမလေးကိုခေါ်ကာဒီနေရာကနေဝေးရတောင်ပေါ်မှာရှိတဲ့သူ့ရဲ့မိတ်ဆွေဟောင်းစီဘေးကင်းရာထွက်ပြေးဖို့မှာကြားခဲ့ပါတယ်အဖေကနာမီကိုခုကစပြီးမင်းဟာဂျာအင်းရဲ့အဖေပဲသူ့ကိုမင်းကာကွယ်ရမယ်လို့ပြောလိုက်ပါတယ်နာမီကကြောက်ရွံ့နေပေမဲ့အဖေကကြောက်ရွံ့မှုကိုအနိုင်ယူနိုင်တဲ့တခုတည်းသောနီလန်းကအဲ့ဒီကြောက်ရွံ့မှုကိုတက်တက်မတ်မတ်ရင်ဆိုင်ဖို့ပဲလို့မှားကြားခဲ့ပါတယ်။ဒါကြောင့်နာမီကညီမလေးရဲ့လက်ကိုဆွဲပြီးတိုက်ပွဲဖြစ်ပွားရာကနေထွက်ပြေးခဲ့ပါတယ်။လမ်းမှာအယူခွေးတွေလိုက်လံတိုက်ခိုက်တာကိုခက်ခက်ခဲခဲခုခံခဲ့ရပါတယ်။သူတို့ရဲ့အဖေဟာမျက်စိရှိမှတင်တက်ဖြတ်ခြင်းခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်။သူတို့အဖေရဲ့မိတ်ဆွေကတော့နိုင်ငံရေးရှုပ်ထွေးမှုတွေနဲ့ဝေးရာတောင်နယ်ကြီးထဲမှာနေထိုင်နေတဲ့စစ်တီကြီးဟောင်းကင်မြူဆွန်းဖြစ်ပါတယ်။ရောက်ချင်းမှာပဲနာမီကကင်မြူဆွန်းကိုဖြစ်ပျက်ခဲ့တဲ့မြအဖေဖြစ်သူတေဆုံးသွားရတာနဲ့မင်းကြီးနန်းချခံလိုက်ရတဲ့အကြောင်းပြောပြခဲ့ပါတယ်။ကင်မြူဆွန်းကလည်းအလွန်စာနာတနာသွားပြီးကလေးနှစ်ယောက်ကိုသူ့ရဲ့ရင်သွေးရင်းတွေလိုပဲဆက်လက်စောင့်ရှောက်မွေးမြူခဲ့ပါတယ်။အခုတော့13နှစ်ကြာမြင့်ခဲ့ပါပြီ။နာမီဟာရဲတိုက်အနီးရှိတောအုပ်ထဲမှာတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ခေါင်းတိုကပ်ပြောင်းတို့နဲ့အတူတမင်လိုက်နေပါတယ်။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာနာမီဟာကျွမ်းကျင်တဲ့မှုစုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။တခြားတငယ်ချင်းနှစ်ယောက်ကတမင်နောက်ကိုလိုက်ရင်းလေးနဲ့လွဲချော်အောင်ဖြစ်နေချိန်မှာနာမီကတော့နေရာကောင်းယူပြီးတမင်ကိုမြားတစင်းနဲ့အမိအယပြစ်ခတ်နိုင်ခဲ့ပါတယ်။တခြားတငယ်ချင်းတွေကသူတို့ကိုယ်တိုင်ပြစ်လိုက်ရတယ်လို့အောင်ပွဲခံကြပါတယ်။အဲ့ဒီညမှာတော့၃ယောက်သားမိဘုံပေးမှထိုင်ပြီးအမဲသားကိုအရသာရှိစွာစားတောက်ကြပါတယ်။စားတောက်နေစဉ်မှာခေါင်းတုံနဲ့ကပ်ပြောင်းတို့ကနာမီရဲ့ညီမလေးအကြောင်းပြောဆိုကြပြီးသူမဟာတတိုင်းပြည်လုံးမှာအလှဆုံးမိန်းကလေးဖြစ်တယ်လို့သဘောတူကြပါတယ်။အဲ့ဒီနောက်သူတို့ကကင်မြူဆွန်းရဲ့သားနဲ့သဘောတူရင်ချွေးမဖြစ်ရရှိမှာဖြစ်လို့ကင်မြူဆွန်းအတွက်ကံကောင်းမှာပဲလို့မှတ်ချက်ပေးကြပါတယ်။ဒါပေမဲ့သူတို့ကဂျာအင်းရဲ့မပြည့်စုံတဲ့နောက်ကျောင်းနဲ့တစ္ဆာဖောက်ရဲ့သမီးဆိုတဲ့အချက်ကိုပါထည့်သွင်းပြောဆိုမိကြပါတယ်။ဒီစကားဝိုင်းကနာမီကိုဒေါသထွက်စေခဲ့ပြီးစကားစကိုရပ်ဖို့တောင်းဆိုခဲ့ပါတယ်။သူတို့မရက်တဲ့အခါမှာတော့ရန်ဖြစ်ကြပါတော့တယ်။ဒါပေမဲ့ပွဲကအကြီးအကျယ်မဟုတ်ပဲကင်မြူဆွန်းရဲ့သားဖြစ်သူစီယိုဂုံရောက်ရှိလာပြီးဖြန့်ဖြေပေးခဲ့ပါတယ်။စီယိုဂုံကပြုံးရွှင်စွာနဲ့သူတို့၃ယောက်ကိုအရက်တောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူတို့ကမိဘုံပေးမှထိုင်ဖို့ဖိတ်ခေါ်ပေမဲ့စီယိုဂုံကရေမောပြီးဒီထက်ပိုကောင်းတဲ့နေရာရှိတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီပိုကောင်းတဲ့နေရာကတော့ပျော်ပွဲစားအိမ်ဖြစ်ပြီးစီယိုဂုံကနာမီကိုအရက်အစားတောက်တွေနဲ့အခန့်ခဲ့ပါတယ်။ဒါပေမဲ့သူ့မှာရည်ရွယ်ချက်ရှိနေပါတယ်။စီယိုဂုံကဂျာအင်းကိုလက်ထပ်ချင်တာကြောင့်နာမီရဲ့ခွင့်ပြုချက်ကိုလာရောက်တောင်းဆိုတာဖြစ်ပါတယ်။နာမီကတော့စိတ်မချနိုင်သေးပါဘူး။စီယိုဂုံနဲ့ဂျာအင်းတို့ကမောင်နှမလို့နီးကပ်လွန်းတာတခြားစီနာမီကသူတို့မောင်နှမဟာတစ္ဆာဖောက်ရဲ့သားသမီးတွေဖြစ်လို့စီယိုဂုံနဲ့မထိုက်တန်ပါဘူး။လက်ထပ်ရင်ဂုံတိတ်ခါမရှိပါဘူးလို့ညင်းဆိုပါတယ်။စီယိုဂုံကတော့ဒါတွေကိုဂယုမဆိုင်ပဲဂျာအင်းကိုချစ်တာကြောင့်မဖြစ်ဖြစ်အောင်ယူမယ်လို့ပြောပါတယ်။ဒါကိုမြင်တော့နာမီကစီယိုဂုံသာသူ့ကိုလက်သီးချင်းထိုးပွဲမှာအနိုင်ရရင်သဘောတူမယ်လို့စိန်ခေါ်လိုက်ပါတယ်။စီယိုဂုံကစနောက်နေတယ်လို့ထင်ခဲ့ပေမဲ့ရန်ပွဲကဖြစ်ပွားသွားခဲ့ပါတယ်။နာမီကရန်ထိုးတက်ပေမဲ့စီယိုဂုံကစစ်သူကြီးရဲ့တားဖြစ်တာကြောင့်နာမီကိုချက်ချင်းဖိနှိပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့နာမီကစီယိုဂုံရဲ့မျက်နှာပေါ်အရက်တွေအန်ချလိုက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲကင်မြူဆွန်းကသူတို့နှစ်ယောက်လုံးကိုနိုင်ဆိုင်မှုအတွက်ပြစ်ဒဏ်ပေးခဲ့ပါတယ်။ဒါပေမဲ့နာမီကိုမင်္ဂလာပွဲကိုသူခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းနဲ့စီယိုဂုံနဲ့ဂျာအင်းတို့မကြမီလက်ထပ်ကြတော့မယ်လို့တတိပေးခဲ့ပါတယ်။ဒါကိုကြားပြီးနာမီကဒေါသကြီးထွက်သွားခဲ့ချိန်မှာစီယိုဂုံကတော့အလွန်ဝမ်းသာသွားခဲ့ပါတယ်။အဲ့ဒီညမှာပဲနာမီကတောအုပ်အလယ်မှာမိပုံထုံးပြီးအဝေးကပန်းတိုင်စီများတွေစက်တိုက်ပစ်ခတ်လေ့ကျင့်နေခဲ့ပါတယ်။ကြည့်ရတဲ့ထောင်ရနာမီကပန်းတိုင်ကိုလွှဲချော်နေတယ်လို့ထင်ရပါတယ်။အဲ့ဒီအချိန်မှာဂျာအင်းကအမောင်တဲကထွက်လာပြီးနာမီစီချင်းကပ်လာခဲ့ပါတယ်။သူမကလေးနဲ့မြားကိုကောက်ယူပြီးနာမီထက်တောင်ကိုမိုကျွမ်းကျင်တဲ့ဟန်နဲ့ပြပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာနာမီကသူမမင်္ဂလာဆောင်မဲ့ကိစ္စကိုပြစ်တင်ပြောဆိုခဲ့ပြီးတစ္ဆာဖောက်ရဲ့သမီးဖြစ်တဲ့အတွက်သူမမှာအနာဂတ်မရှိဘူးလို့ပြောခဲ့ပါတယ်။ဂျာအင်းကနာမီကိုလူသူရဲဘောကြောင့်လို့ခေါ်လိုက်ပြီးငယ်စဉ်ကတည်းကဒီလိုလူလိုမနေပဲပြေးခဲ့ရအောင်ဘာလို့အသက်ရှင်နေတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီစကားတွေကနာမီရဲ့ရင်ကိုအပြင်းထန်ထိမှန်သွားခဲ့ပါတယ်။နာမီကမင်္ဂလာပွဲကိုမတက်ရောက်ခဲ့ပေမဲ့ညီမလေးရဲ့အခန်းထဲမှာပိုးထည်ဖက်နှက်တရံထားရှိပေးခဲ့ပါတယ်။
ဒါဟာမင်္ဂလာပွဲကိုသူသဘောတူတယ်ဆိုတဲ့သင်္ကေတပါပဲမင်္ဂလာပွဲစတင်ချိန်မှာတော့နာမီကတောထဲကိုအမဲလိုက်ဖို့ထွက်သွားခဲ့ပါတယ်အခုမှပဲမင်းညကနာမီဖြစ်ခဲ့တဲ့ပန်းတိုင်ကိုအနီးကပ်တွေ့ရတာပါသူကပန်းတိုင်ကိုလွဲခဲ့တာမဟုတ်ပဲပုံမဝေးကွာတဲ့ပန်းတိုင်ကိုတိကျစွာပြစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်နာမီဟာလေးပြစ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေတာပါဒါပေမဲ့လေ့ကျင့်နေတော့မှပဲမြေကြီးရုတ်တရက်တုံးလုံးသွားတာကိုနာမီခံစားလိုက်ရပါတယ်ဂျာအင်းလည်းမင်္ဂလာပွဲအခမ်းအနားပြုလုပ်နေတော့လက်ဖက်ရည်ပကံတွေကတုံခါမှုကိုခံစားလိုက်ရပါတယ်စစ်တပ်ကြီးတစ်ခုမြင်းပေါ်ကနေတိုက်ခိုက်ဖို့ရောက်ရှိလာတာပါသူတို့ဟာမင်္ဂလာပွဲကျင်းပနေတဲ့ရဲတိုက်စီတန်တန်မတ်မတ်ဒိုင်းကနေပြေးဝင်လာကြပါတယ်တကားဆောင်စစ်သားတွေတားဆီးဖို့ကြိုးစားပေမဲ့စစ်သားအင်အားများလုံးတာကြောင့်မရပါဘူးနာမီကတောထဲကနေဒါကိုမြင်လိုက်ရပြီးအနေရရှိပေမဲ့ညီမလေးဘေးကင်းရေးကိုပဲစိတ်ပူကရဲတိုက်စီအစွမ်းကုန်ပြေးထွက်သွားခဲ့ပါတယ်ရဲတိုက်တွင်းမှာတော့အခြေအနေကမျှော်လင့်ချက်မရှိတော့ပါဘူးစစ်သားတွေဟာနေရာတိုင်းမှာပြည်သူတွေအမျိုးသမီးတွေနဲ့ကလေးတွေကိုခုတ်ထမ်းနေကြပါတယ်သူတို့ဟာဂျာအင်းနဲ့စီယိုဂုံတို့အပြင်တခြားသူများစွာကိုဖမ်းဆီးလိုက်ကြပါတယ်တင်မြူဆုံးကိုလည်းတပ်ဖြတ်လိုက်ကြပါတယ်နာမီတိသမျှအရာအလုံးဒုတိယအကြိမ်ပျက်စီးသွားခဲ့ပါပြီနာမီရဲတိုက်စီပြေးလာစဉ်မှာပဲစစ်သူကြီးဂျူရှင်နာဦးဆောင်တဲ့မြင်းစည်းတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်သူတို့ကလိုက်လံတိုက်ခိုက်ပေမဲ့နာမီကလေးပစ်စွမ်းရည်ကိုအသုံးပြုပြီးရှေ့ဆုံးကမြင်းစည်းသူ2ယောက်ကိုရှင်းထုတ်ကတောအုပ်ထဲပြေးဝင်ခဲ့ပါတယ်ဒေါသထွက်သွားတဲ့စစ်သားတွေကမြင်းပေါ်ကဆင်းပြီးနာမီနောက်ကိုလိုက်ပါတော့တယ်တစ်ပင်တွေကြားထဲကနေမြားတွေပြန်တန်းလာပြီးနာမီရဲ့ဘေးနားကနေတီတီလေးလွဲချော်သွားခဲ့ပါတယ်နာမီကပြေးရင်းကနေပြန်လဲပစ်ခတ်ခဲ့ပေမဲ့ဒီအကွာဝေးမှာမထိရောက်ခဲ့ပါဘူးစစ်သားတွေနီးကပ်လာခဲ့ပါတယ်နာမီကတောထဲမှာဆက်လက်ပြေးလွှားရင်းစိတ်တက်ကြလာခဲ့ပြီး6ကမ်းပါတစ်ခုစီရောက်သွားခဲ့ပါတယ်ထောက်ပေါက်ကတော့အောက်ကိုဒိုင်ပင်ထိုးဖို့ပဲရှိပါတော့တယ်အခုတော့စစ်သားတွေနီးကပ်လာပါပြီစစ်သူကြီးဂျူရှင်နာကနာမီရဲ့ကြောပေါ်ကမြအိတ်ကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ပါတယ်မြအိတ်ကွဲထွက်သွားပြီးနာမီဟာ6ကမ်းပါအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ရဲတိုက်စီပြန်ရောက်တော့မင်းသားက3ပန်းအရေအတွက်ကိုကြည့်ပြီးဝမ်းမြောက်နေခဲ့ပါတယ်ဂျူရှင်နာနဲ့တခြားစစ်သူကြီးတွေကိုကျေးဇူးတင်ကြောင်းပြောပြီးသူ့ရဲ့နေမြေစီပြန်ဖို့ပြင်ပါတယ်သူကအမျိုးသမီးငယ်တွေကိုခေါ်ဆောင်သွားပြီးအမျိုးသားတွေနဲ့တက်ကြီးရွယ်အိုတွေကိုတော့ဂျူရှင်နာတို့စီထားရစ်ခဲ့ပါတယ်ဂျူရှင်နာကမင်းသားရဲ့ချီးကျူးမှုကိုကျေနပ်ပေမဲ့နာမီရဲ့လေးပစ်စွမ်းရည်ကိုစိုးရိမ်နေခဲ့ပါတယ်ကြံရစ်ခဲ့တဲ့အလောင်းတွေကိုကြည့်ပြီးလူတစ်ယောက်တည်းကဒီလောက်ကျွမ်းကျင်ရတယ်လဲလို့အံ့ဩနေခဲ့ပါတယ်နာမီကတော့မသေးသေးပါဘူးညဘက်မှာရဲတိုက်စီပြန်လာချိန်မှာတော့အလောင်းတွေကိုပဲတွေ့ရပါတော့တယ်သူကမတားဆီးနိုင်ခဲ့တဲ့အတွက်ကိုဒေါသထွက်ပြီးငိုယိုခဲ့ပါတယ်ဒါပေမဲ့လက်မလျှော့သေးပါဘူးသူထွက်ခွာသွားပြီးကြံရစ်ခဲ့တဲ့ရန်သူစစ်သားအချို့ကိုအလွယ်တကူပစ်ခတ်ခဲ့ပါတယ်စစ်တပ်ကြီးမြောက်ဘက်ကိုဥတီသွားကြောင်းသတင်းရတဲ့အထိစစ်သားတယောက်ကိုအသက်ချန်ထားခဲ့ပါတယ်အဲ့ဒီညမှာပဲမန်ချူတက်စခန်းမှာနာမီလိုက်လံမဲလိုက်တာကိုလူမြောက်လာတဲ့စစ်သားတယောက်ရောက်ရှိလာပါတယ်သူကဂျူရှင်နာကိုနာမီရဲ့လေးပစ်စွမ်းရည်နဲ့မင်းသားရဲ့ရင်နှန်းနောက်ကိုလိုက်နေကြောင်းပြောပြခဲ့ပါတယ်ဒါကိုကြားတော့ဂျူရှင်နာကတပ်ဖွဲ့တွေကိုခေါ်ဆောင်ပြီးနာမီကိုစတင်မဲလိုက်ပါတယ်အခုတော့ဒုတိယတုံးပန်းအဖွဲ့ဟာကိုရီးယားနဲ့မန်ချူရီးယားနယ်စပ်စီရောက်ရှိသွားခဲ့ပါပြီ။နယ်စပ်မဖြတ်မီစစ်သူကြီးကစကပြန်ကတဆင့်ဒါမင်းတို့အတွက်နောက်ဆုံးခွင့်ရေးပဲပြေးချင်ရင်အခုပြေးထပြေးရုံပဲလို့ပြောခိုင်းလိုက်ပါတယ်။စကပြန်ကစစ်သူကြီးလိန်ညာနေတာကိုတီလို့တုံးပန်းတွေကိုတတိပေးပေမဲ့ကြောက်ရွံ့မှုကြောင့်လူအချို့ထပြေးခဲ့ကြပါတယ်။စစ်သူကြီးကပြုံးလိုက်ပြီးထပြေးသူတွေကိုလိုက်လံတပ်ဖြတ်ဖို့အမိန့်ပေးလိုက်ပါတယ်။စီယိုကွန်ကဒါကိုမြင်တော့တခုခုလုပ်ရတော့မယ်ဆိုတာသိလိုက်ပါတယ်သူကွင်းပြင်ထဲထွက်လာပြီးမြင်းစည်းသူတယောက်ကိုလာခဲ့ဖို့စိန်ခေါ်လိုက်ပါတယ်။မြင်းစည်းသူကစီယိုဂုံကိုအထောက်မထမ်းပဲဓာတ်နဲ့လွဲခဲ့တာကြောင့်စီယိုဂုံကမြင်းပေါ်ကနေဆွဲချပြီးတပ်ဖြတ်လိုက်ပါတယ်။စစ်သူကြီးကဒေါသထွက်သွားပြီးသူ့ရဲ့အတော်ဆုံးစစ်သားကိုဆေးလွတ်လိုက်ပါတယ်။သူတို့ရဲ့တိုက်ပွဲကအလွန်ကြောက်စရာကောင်းပါတယ်။အဲ့ဒီစစ်သားကစီယိုဂုံထက်ပူကျွမ်းကျင်ပေမဲ့စီယိုဂုံကကံကောင်းစွာနဲ့ပဲအနိုင်ရရှိသွားခဲ့ပါတယ်။အခုတော့စစ်သူကြီးကပိုပြီးဒေါသထွက်သွားခဲ့ပါပြီ။သူကစီယိုဂုံကိုပစ်တက်ဖို့လေးကိုဆွဲထုတ်လိုက်ပါတယ်။စီယိုဂုံကဓာတ်နဲ့ပြေးဝင်လာချိန်မှာစစ်သူကြီးကလေးကိုဆွဲလိုက်ပေမဲ့ညတစင်းကလေးကျိုးကိုဖျက်တောက်သွားခဲ့ပါတယ်။အဲ့ဒါကတော့နာမီဖြစ်ပါတယ်။သူဟာသူရဲကောင်းတစ်ယောက်လိုရောက်ရှိလာပြီးတုံ့ပန်းတွေကိုထပ်တိုက်ဖို့အားပေးခဲ့ပါတယ်။တုံ့ပန်းတွေလည်းတိုက်ခိုက်ကြပြီးရန်သူတွေကိုအနိုင်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့နာမီကဂျာအင်းဒီထဲမှာမပါတာကိုသိလိုက်ရပါတယ်။သူမနဲ့တခြားမျိုးသမီးငယ်တွေဟာမြောက်ဘက်မှာမင်းသားနဲ့အတူရှိနေတာပါ။နာမီမှာမြောက်ဘက်စီရောက်အောင်သွားပြီးညီမလေးကိုကယ်ဖို့မှလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါပေမဲ့သူတယောက်တည်းမဟုတ်ပါဘူး။စီယိုဂွန်ကောင်တိုနဲ့ကပယောင်းတို့ပါလိုက်ပါလာခဲ့ကြပါတယ်။အခုတော့မင်းသားကညဘက်စခန်းချထားပြီးဂျာအင်းကိုခေါ်ဆောင်ခိုင်းလိုက်ပါတယ်။မင်းသားကသူမဘသူလဲဆိုတာမသိပေမဲ့သူမရဲ့မာနတရားကိုသဘောကျနေခဲ့ပါတယ်။ဂျာအင်းကအစွမ်းကုန်ရုန်းကန်ပေမဲ့မင်းသားကရုန်းကန်ရတာကိုသဘောကျနေခဲ့ပါတယ်။ဂျူရှင်နာနဲ့တပ်ဖွဲ့တွေဟာနာမီတုံပန်းတွေကိုကယ်တင်ခဲ့တဲ့နေရာစီရောက်ရှိလာခဲ့ပါတယ်။အလောင်းတွေကိုစစ်ဆေးရင်းနာမီရဲ့ရဲရင်နဲ့မြအနီရောင်ကိုမှတ်မိသွားခဲ့ပါတယ်။ပူဆိုးတာကနာမီကမင်းသားရဲ့စခန်းပြမြေပုံကိုယူသွားတာပါ။
ဂျူရှင်နာကနာမီအဲ့ဒီစီသွားနေတာကိုသိပြီးမြန်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်နာမီတို့ဖွဲ့မင်းသားရဲ့စခန်းကိုတွေ့ရှိသွားခဲ့ပါတယ်စခန်းကိုအကဲခတ်ရင်းဂျာအင်းကိုတွေ့လိုက်ရပါတယ်စီယိုဂွန်ကပြေးဝင်ခဲ့ဖို့ပြင်ချိန်မှာနာမီကအစီအစဉ်တစ်ခုထုတ်လိုက်ပါတယ်သူတို့ကင်းဆောင်နှစ်ယောက်ကိုဖမ်းဆီးပြီးဝစ်စုံချုပ်ကခေါင်းတို့နဲ့ကပျောင်းတို့ကိုဝစ်ဆင်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မောင်ထုကိုအတုံးချပြီးစခန်းထဲခိုးဝင်သွားခဲ့ပါတယ်ဒီအတော်အတွင်းဂျာအင်းကမင်းသားရဲ့တဲထဲမှာရှိနေသေးပါမင်းသားကအနိုင်ကျင့်ဖို့ကြိုးစားပေမဲ့သူမကအစွမ်းကုန်ရုန်းကန်နေပါတယ်မင်းသားကအနိုင်ရတော့မယ်အထင်နဲ့အောင်ပွဲခံခါနီးမှာပဲနာမီကတဲတဲခိုးဝင်လာပြီးမင်းသားကိုဖမ်းဆီးကညီမလေးကိုကယ်တင်လိုက်ပါတယ်ဒါကအလွယ်ပိုင်းပဲရှိပါသေးတယ်အခုလွတ်အောင်ပြေးရတော့မှာပါနာမီကမင်းသားရဲ့လေပင်မှာဓာတ်ထောက်ထားပြီးဂျာအင်းနဲ့စီယိုဂွန်တို့ကိုထွက်ပြေးဖို့အမိန့်ပေးလိုက်ပါတယ်သူတို့ထွက်ပြေးသွားပြီးနောက်နာမီမင်းသားနဲ့လေးနဲ့ပြစ်ဖို့ပြင်ထားတဲ့စစ်သားတရားစင်တော့ကြံရစ်ခဲ့ပါတယ်လွတ်မြောက်ဖို့အတွက်နာမီကမင်းသားကိုအရက်တွေလောင်းချပြီးတဲတဲပြန်ဆွဲသွင်းကမီးရှို့လိုက်ပါတယ်မင်းသားကမီးလောင်တန်ရာနဲ့တဲအပြင်ကိုပြေးထွက်လာချိန်မှာနာမီကတဲနောက်ဘက်ကနေထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့မကြာမီမင်းသားရဲ့စစ်တပ်ကပြန်လည်လိုက်လံတိုက်ခိုက်တော့မှကိုသူသိနေပါတယ်ထင်းတဲ့အတိုင်းပဲဂျူရှင်နာရောက်လာပြီးမင်းသားတည်ဆုံသွားတာကိုတွေ့လိုက်ရပါတယ်သူနဲ့သူ့ရဲ့အတော်ဆုံးစစ်သားတွေနာမီနောက်ကိုလိုက်ပါတော့တယ်နာမီခေါင်းတို့နဲ့ကပျောင်းတို့တောထဲမှာပြေးလွှားရင်းရှောင်ကွင်းနေကြပါတယ်နေရာတိုင်းမှာမြားတွေပြန်တန်းနေပြီးစစ်သားတွေနီးကပ်လာခဲ့ပါတယ်အခြေအနေကဆိုးရွားလာပြီးခေါင်းတို့ကပစိန်ထိမှန်သွားကနာမီကိုထားခဲ့ဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်နာမီနဲ့ကပျောင်းတို့မဖြစ်နိုင်တဲ့6ကမ်းပါတစ်ခုစီရောက်သွားခဲ့ပါတယ်ကပျောင်းကနာမီကိုတွားခိုင်းပြီးသူကရန်သူတွေကိုခုခံပေးခဲ့ပါတယ်နာမီမတွားချင်ပေမဲ့ရွေးချယ်စရာမရှိတာကိုသိပါတယ်ကပျောင်းကရန်သူတွေကိုခုခံနေချိန်မှာနာမီက6ကမ်းပါကိုခုန်ကူးလိုက်ပါတယ်ဂျူရှင်နာတို့ကကပျောင်းကိုအလွယ်တကူရှင်းထုတ်လိုက်ပေမဲ့နာမီကတော့တခြားစီပါပဲသူတို့6ကမ်းပါကိုခုန်ကူးချိန်မှာနာမီကတယောက်ချင်းစီကိုပြစ်ခတ်ချေမှုန်းခဲ့ပါတယ်ဂျူရှင်နာရဲ့ဒုတိယခေါင်းဆောင်ထိမှန်သွားတာကြောင့်ဂျူရှင်နာပိုပြီးဒေါသထွက်သွားခဲ့ပါတယ်စီယိုဂွန်နဲ့ဂျာအင်းတို့ပုံအောင်ရစီရောက်သွားချိန်မှာစစ်သားအချို့ရောက်လာပြီးမြဲစီယိုဂွန်ကခက်ခက်ခဲခဲတိုက်ခိုက်နိုင်ခဲ့ပါတယ်နာမီကရန်သူတွေနဲ့အကွာဝေးရအောင်လုပ်နိုင်ခဲ့ပြီးစမ်းချောင်းမှာရေတောက်နေတော့တဲလွန်စားအဖြစ်ကြောက်ဆောင်ပေါ်ကကြားတကောင်ကိုတွေးလိုက်ရပါတယ်နာမီတောနက်ထဲဝင်သွားချိန်မှာဂျူရှင်နာတို့နီးကပ်လာပြီးနာမီကိုဝိုင်းရံလိုက်ကြပါတယ်ဂျူရှင်နာကနာမီကိုမပြစ်ခတ်ပဲခြေလက်တွေကိုဖျက်တောက်ပြီးနှိပ်စက်ဖို့အမိန့်ပေးလိုက်ပါတယ်စစ်သားတယောက်ကဓားဆွဲထုတ်ပြီးပြေးဝင်လာချိန်မှာပဲကြားကကြောက်ဆောင်ပေါ်ကနေခုံအုပ်ပြီးစစ်သားတွေကိုတိုက်ခိုက်ပါတော့တယ်ကြားကစစ်သားတွေကိုကိုက်ဖြတ်နေချိန်မှာနာမီထွက်ပြေးနိုင်ခဲ့ပါတယ်ဂျူရှင်နာကကြားကိုတတ်နိုင်ခဲ့ပေမဲ့စစ်သားအနှဲငယ်ပဲကြံ့ရစ်ခဲ့ပါတယ်ဒါပေမဲ့သူတို့ဆက်လိုက်ခဲ့ပါတယ်အခုတော့နာမီမှာအခွင့်အရေးရသွားခဲ့ပါပြီသူခြုံပုတ်ထဲပုံအောင်ရင်စစ်သားတွေကိုအလစ်ငိုက်ပစ်ခတ်ခဲ့ပါတယ်စစ်သားတယောက်ကိုခြေထောက်ပစ်လိုက်ပြီးနောက်တစ်ယောက်လာမကင်းချိန်မှာနှစ်ယောက်လုံးကိုတစ်ချက်ထဲနဲ့ရှင်းပစ်ခဲ့ပါတယ်အဲ့ဒီနောက်ဂျူရှင်နာကိုမြားတစင်းနဲ့ပြစ်ခတ်ခဲ့ရာဂျူရှင်နာလဲကျသွားခဲ့ပါတယ်နာမီကရန်သူတွေအကုန်တေးပြီးအထင်နဲ့စိတ်အေးကထွက်သွားခဲ့ပါတယ်ခိတကြာမှာနာမီကစီယိုဂွန်နဲ့ဂျာအင်းတို့ကိုပြန်တွေ့ပြီးမြင်းပုံမှာအိမ်ပြန်ဖို့ပြင်ကြပါတယ်အဲ့ဒီအချိန်မှာမတေးသေးတဲ့ဂျူရှင်နာကအဝေးကနေနာမီကိုလေးနဲ့ပြစ်ဖို့ပြင်လိုက်ပါတယ်ဂျာအင်းကဒါကိုမြင်ပြီးဂျူရှင်နာကိုမပြစ်ပဲနာမီရဲ့မြင်းကိုပစ်ချလိုက်ပါတယ်ညမတိမီနာမီလဲကျသွားခဲ့ပါတယ်ဂျူရှင်နာကပြေးလာပြီးဂျာအင်းရဲ့လေပင်မှာဓာတ်ထောက်ကဓာတ်ဆခံလုပ်လိုက်ပါတယ်နာမီကညီမလေးထိမှန်မှာစိုးလို့မပြေရဲပဲဖြစ်နေချိန်မှာဂျူရှင်နာကနာမီရဲ့ပခုံးကိုမြားနဲ့ပစ်ထည့်လိုက်ပါတယ်နာမီကပခုံးထဲကမြားကိုဆွဲထုတ်လိုက်ပြီးကြောက်ရွံ့မှုကိုအနိုင်ယူကဂျူရှင်နာရဲ့မျက်လုံးကိုတက်တက်ကြည့်လိုက်ပါတယ်အဲ့ဒီနောက်ညီမလေးရဲ့ပခုံးကြော်ပြီးကွေးပစ်နီးနဲ့ပြစ်ခတ်လိုက်ရာမြားကဂျူရှင်နာရဲ့လေပင်ကိုစိုက်ဝင်သွားပြီးနေရာမှာတင်သေဆုံးသွားခဲ့ပါတယ်မျက်ရည်တွေနဲ့အတူဂျာအင်းကသွေးတွေထွက်နေတဲ့နာမီစီသွားခဲ့ပါတယ်
နာမီကမြေပြင်ပေါ်မှာတေလူမျောပါဖြစ်နေပါပြီ။သူမကနာမီကိုဖတ်ထားပြီးမင်္ဂလာပွဲတုန်းကပေးခဲ့တဲ့ပိုးထည်ဖက်နဲ့လေးဝတ်ထားစေဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နာမီကသူမကိုကောင်းချီးပေးပြီးသူမရဲ့ရင်ခွင်ထဲမှာတင်အသက်ထွက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျာအင်းနဲ့စီယိုဂွန်တို့ဟာလေပေါ်မှာရေစုံမျောပြီးမိခင်တိုင်းပြည်စီပြန်လည်ထွက်ခွာသွားကြပါတယ်။သူတို့လက်ချင်းတွဲထားကြပြီးအိမ်ပြန်ရလို့ဝမ်းမြောက်နေကြပါတယ်။အနောက်မှာတော့နာမီရဲ့ရုပ်အလောင်းပါလာခဲ့ပါတယ်။နာမီရဲ့လက်ထဲမှာတော့အဖေဖြစ်သူပေးခဲ့တဲ့လေးကိုစုပ်ကင်ထားစေပါပဲ။ဒါဟာသူ့ရဲ့မာနတရားနဲ့သူ့ကိုယ်သူလက်ခံမှုရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ဒီရုပ်ရှင်တွေကနှစ်သက်တဲ့လေးပြစ်ခန်းလေးကိုကိုမတ်မာရေးရင်အားပေးခဲ့ကြပါအောင်ခင်ဗျာ။